ပြောမယ်ဆိုရင်မှန်တစ်ချက်ထောင်ပြပေးရဲ့ပုံစံမျိုးပေါ့နော်လမ်းပြောက်ကြတယ်ဘာလို့ရမယ်မသိဘူးကျမတို့ပိတ်မိနေကြတယ် stuck ဖြစ်နေလို့ခံစားနေရတယ်ဒီလိုမျိုးအချိန်မှာမိကုန်းနေမီးရွေးမဲ့သူတယောက်ကိုဘေးနားမှာရှိနေရယ်ဘေးနားကနေမိကုန်းနေမီးပြီးတော့လမ်းပြပေးမယ်တနည်းပြောမယ်ဆို coaching လိုမျိုးပေါ့အဲ့တော့ coaching ကအဲ့အချိန်မှာဘာနဲ့တူလဲဆိုရင်ဘဝမှာအဲ့လိုမျိုးမြူတွေနဲ့ပိတ်နေတဲ့တိုးထဲမှာလေနေရဲ့အချိန်မှာကျမတို့အဲ့မြူတွေကိုဖယ်ပေးရဲ့လေအေးလေးတစ်ခုနဲ့တူတယ်ပေါ့နော်အဲ့တော့ကျမကိုယ်တိုင်လည်း coach တယောက်နဲ့စကားပြောခဲ့လို့ဒါဘဝအပြောင်းလဲဖြစ်ခဲ့တာပါကျမကိုသူတို့မေးတဲ့မေးခွန်းတွေကကျမတစ်ခါမှဘဝမှာစဉ်းလည်းမစဉ်းစားဘူးကိုတစ်ခါမှလည်းမမေးဘူးပေါ့နော်အဲ့တော့ပြောချင်တာက coach ဆိုတာအဖြေပေးတာမဟုတ်ဘူးအကြံပေးတာလည်းမဟုတ်ဘူးပေါ့နော်တဲ့မှာရှိပြီးသားအရေးချင်းတွေတဲ့မှာရှိပြီးသားအားသာချက်တွေရှိပြီးသားအရာတွေကိုပဲကျမတို့ကပြန်မြင်အောင်ပြောမယ်ဆိုရင်မှန်တစ်ချက်ထောင်ပြပေးရဲ့ပုံစံမျိုးပေါ့နော်တဲ့ကိုတည်ပြန်မြင်အောင်မှန်ထောင်ပေးရဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ကျမတို့ဘဝမှာတကယ်ကိုဘာကိုကြောက်နေရလဲပေါ့ကျမဘဝမှာဆိုရင်အဲ့လိုပေါ့အမြဲတမ်းကိုအမြဲသူများမြင်မှာကြောက်တယ်ငါဒါလုံးလိုက်သူများဘယ်လိုမျိုးထင်မလဲပေါ့အဲ့ဒါကိုအရင်ကြောက်တယ်အဲ့တော့ကိုဘဝမှာတကယ်ဘာကြောက်နေရလဲဆိုရက်အမေကိုတစ်ခုကတကယ်ကျမကိုနိုးသွားစေခဲ့တယ်ပေါ့နော်အဲ့တော့ coaching ဆိုတာကတော့မှန်တိုင်းပြောရမယ်ဆိုရင်အချိန်ကုန်လဲတက်တာတယ်မလိုအပ်တဲ့လမ်းမတွေကိုလည်းရှောင်လဲစေနိုင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာကလမ်းပြောင်းနေတဲ့အချိန်မှာတယောက်ကဖြည့်ပြောပြပေးတာထက်မေးခွန်းမှန်မေးပေးတာကပိုအရေးကြီးတယ်ဆိုရက်ယုံကြည်ချက်လေးရလာတယ်ပေါ့နော်နောက်ပြီးတော့ coaching ဆိုတာလည်းအဲ့ဒါပဲကျမတို့ကိုယ်တိုင်လည်း coaching ကြောက်ပဲကိုပိုနားလည်လာတယ်ကိုယ့်ရဲ့ direction ကိုလှုပ်ချင်တဲ့အရာတွေကိုတိကျကျသိလာတယ်အဲ့တော့ကျမတို့တစ်ခါတလေမှာကျမတို့လိုတာကလေ advice မဟုတ်ဘူးပေါ့နော် clarity လိုတာအဲ့ဒါကို coaching ကပေးနိုင်တယ်ဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်